ဒီနေ့မှာတော့တမိုင်းဝင်မှတ်တမ်းတစ်ခုကိုလေ့လာသွားကြပါမယ်။ဒါကတော့ကြောင်လဲလို့မရနိုင်တဲ့ကန်တရားရဲ့အကျိုးဆက်တွေနဲ့လူစိတ်ရဲ့စွမ်းအားတွေအကြောင်းကိုထိထိရှားရှားပြသနေတဲ့အရှင်စက္ခုပါလမထီရဲ့ဘဝခီးစဉ်ပဲဖြစ်ပါတယ်။ဒီတမိုင်းကြောင်းကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကချိခဲ့တာဆိုပေမဲ့ဒီနေ့ခေတ်အထိတကယ့်ကိုလေးနဲ့ကျတင်ကန်းစာတွေပေးနေစေပါ။ကဲဒီစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုအတူတူဝင်ကြည့်လိုက်ကြရအောင်။ ဇက်လန်ရဲ့အစကတော့တဝက်တီပီကထတေးကြီးရဲ့ထောက်ကြီးမဟာပါလာကနေစတင်ပါတယ်။တနေ့မှသူဟာမြတ်စွာဘုရားရဲ့တရားတော်ကိုနားကြားရပြီးတဲ့နောက်ပိုင်းမှာသူ့ဘဝကိုလုံးဝပြောင်းလဲသွားစေမယ်အတိမြင်တစ်ခုကိုရရှိသွားခဲ့ပါတယ်။ပိုပိုင်ဆိုင်သားရဲ့စီစဉ်ဥစ္စာတွေဘလောက်ပဲများများတည်တဲ့အခါဘာတစ်ခုမှယူသွားလို့မရဘူးဆိုရဲအတိမျိုးပါ။လူပေါင်းမှနေရတာဟာဖုံမှုန့်တွေကြတဲ့နေရတယ်လို့ပဲဆိုတာကိုသူကောင်းကောင်းသဘောပေါက်သွားပါတယ်။ညီဖြစ်သူကမျက်လျက်တစ်ဖြိုင်ဖြိုင်ကြပြီးတားနေတဲ့ကြားကပဲမဟာပါလက်ကလောက်သူရဲ့ကြီးမားလာတဲ့စီစဉ်တွေအားလုံးကိုဆွတ်လွတ်ဖို့ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချလိုက်ပါတော့တယ်ဒီလိုပြတ်သားရဲ့ဆုံးဖြတ်ချက်နဲ့အတူစေတုံးအကြောင်းတော်မှာယဟန်ပြုပြီးနောက်မှာတော့သူ့အတွက်အရေးကြီးတဲ့ရွေးချယ်မှုတစ်ခုလုပ်ဖို့ကြုံလာရပြန်ပါတယ်ယဟန်တွေမှာကျင့်သုံးရမယ့်တာဝန်နဲ့ရရှိတဲ့ထဲကသူဟာအသက်အရွယ်ကြီးရင်မှယဟန်ဝတ္ထုဖြစ်နေတဲ့အတွက်စာပေတန်ချတ်မရတဲ့ကန္ဓာတို့ရကိုမစွမ်းဆောင်နိုင်တော့ပါဘူးဒါကြောင့်အာယုံစူးစိုက်ပြီးထရားကျင့်ကြံရတဲ့ဝိပဿနာတို့ရကိုပဲရွေးချယ်ခဲ့ပါတယ်ဒီလိုဆုံးဖြတ်ပြီးတာနဲ့အနောက်အရှက်ကင်ထရားအားထုတ်နိုင်ဖို့အတွက်တခြားယဟန်အဖာ60နဲ့အတူယူဇနာ120လောက်အထိဝေးခွာပြီးတိတ်ဆိတ်ငြိမ်သက်တဲ့ဒေါ်ရကျောင်းလေးစီကိုခီးနှင်နေကြပါတယ်။ဒေါ်ရကျောင်းကိုရောက်ခဲ့အခါမှာဝါရင်ထုံလာကာလာအတက်ကင်စင်မှုတွေလောက်ကြပါတယ်။ဒီနေရာမှာတကယ်ကိုအမခန်းဖတ်ဆရာကောင်းတဲ့အချက်ကတော့မထေဖူးလုပ်ခဲ့တဲ့ပင်ထန်လို့အတိထန်ပါပဲ။ဝါရင်ထုံလာဘလုံးသူဟာရချင်းထိုင်ရင်လမ်းလျှောက်ချင်းဆိုတဲ့ဣရိယာပု၃ပါးကိုပဲသုံးဆွဲမလို့တန်တီထန်ချခဲ့ပါတယ်။ဆိုလိုတာကလျောင်းဆက်ချင်းတာမဟုတ်ခန္ဓာကိုယ်ကိုလဲချအိတ်ဆက်ချင်းကိုလုံးဝမပြုတ်လို့ဖို့ကတိပြုခဲ့တာပါ။စဉ်းစားခင်းတော့၃လလုံးမအိပ်ပဲတရားအားထုတ်မယ်ဆိုတာတာမန်ဆွဲလုံလမျိုးလုံးဝမဟုတ်ပါဘူး။ဒါဟာစိတ်ဝိညာဉ်တိုးတက်မှုအတွက်ရုပ်ပိုင်းဆိုင်ရာတက်တောင့်တတာရှိမှုအားလုံးကိုအစွန်းကုန်ဆွန့်လွတ်လိုက်တာပဲဖြစ်ပါတယ်။ဟောတွင်းကာလစတင်ပြီးတလားလောက်အကြာမှတင်ပြင်းထန်တဲ့မျက်စိယောဂစတင်ဖြစ်ပွားပါတော့တယ်။မျက်စိကနေမျက်ရည်တွေတောက်လျှောက်ယူစီးကြလာတဲ့ဝေဒနာပါ။ဆေးစရာကအိမ်လက်စီခတ်မပြောက်ကင်းမယ်လို့အကြံပေးပြီးမြက်မထေကသူ့ရဲ့မအိပ်ဘူးဆိုတဲ့အတိတ်ထံကိုမဖြတ်လို့တဲ့အတွက်ထိုင်လျက်ပဲစီခတ်ခဲ့ပါတယ်။ဘယ်လိုမှကုသလို့မရတဲ့အဆုံးဆွေးစရာကလည်းနောက်ဆုံးမှလက်လျှော့ပြီးပြန်သွားခဲ့ပါတယ်။ဒီလိုနဲ့ဝါကျူခနီတိုးလာပြီးထိုနီးကပ်လာတဲ့တန်းခေါင်ရံအချိန်မှာတော့ယောဂဝေဒနာအလွန်ဆိုးရွားလာပြီးမထေရဲ့မျက်စိနှစ်ဖက်လုံးအပြည့်တိုင်ကွယ်သွားခဲ့ပါတော့တယ်။ဒီနေရာမှာမထေရဲ့မယံလဲတဲ့ဇွဲလုံးလာအိုထင်ထင်ရှားရှားမိတွေ့ရမှာပါ။မျက်စိအလင်းယုံဆုံးရှုံးသွားရတဲ့အချိန်မှာဝမ်းနဲ့ခြေခွဲနေရမျိုးမရှိပဲငါမျက်စိများပြက်စီးသွားတော့လဲငါတရားကမပြက်စေရလို့ဆင်ခြင်ပြီးတရားကိုပဲဆက်လက်အားထုတ်ခဲ့ပါတယ်။အန်တော်ဆရာကောင်းတာကဒီလိုရုပ်ပိုင်းဆိုင်ရာအလင်းရောင်ဆုံးရှုံးသွားတဲ့အချိန်လေးမှာပဲအတွင်းစိတ်ရဲ့အလင်းရောင်ကိုအပြည့်အဝရရှိသွားခဲ့တာပါစိတ်တွင်းကကိလေသာတွေအကုန်ချုပ်ငိမ့်သွားပြီးယဟန္တာအဖြစ်ကိုရောက်ရှိသွားခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့အတွက်အရေးကြီးတဲ့မေကွန်းတစ်ခုပေါ်လာပါပြီဒီလောက်ဖြူစင်မြတ်တဲ့အဆင့်ကိုရောက်ရှိသွားတဲ့ပုဂ္ဂိုလ်တူဟာဘာကြောင့်များဒီလိုမျက်စိကွယ်ရတဲ့ရုပ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခကိုခံစားခဲ့ရတယ်လေဆိုတာပါပဲတခြားယဟန်တို့တွေကခြေချောင်းကိုမိမြန်းကြတဲ့အခါမြတ်စွာဘုရားရှင်ကိုရိုတိုင်ကမထေရဲ့အတိတ်ဘဝတစ်ခုကဖုံးကွယ်တွေကံတရားချောင်းကိုရှင်းလင်းဟောကြားထားပါတယ်။ကံတရားရဲ့အလုပ်ပုံကတကယ်ကိုတီချောက်လုံးပါတယ်။အတိတ်ဘဝတစ်ခုမှမထေဟာဆေးဆရာတူထိခဲ့ဘူးပါတယ်။အဲ့ဒီတုန်းကမျက်စိမမြင်တဲ့အမျိုးသမီးတူကိုကုသပေးခဲ့ပြီးယောဂပျောက်ကင်းရင်အစေခံလုပ်ပါမယ်လို့အဲ့ဒီအမျိုးသမီးကဂရုပေးခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းပျောက်ကင်းသွားတဲ့အခါအစေခံလှုပ်ချင်တဲ့အတွက်ယောဂပိုးဆိုးလာတယ်လို့လိန်ညာခဲ့ပါတယ်။ဒါကိုတီးသွားတဲ့ဆေးဆရာကပြင်းပြင်းထန်ထန်ဒေါကထွက်ပြီးမျက်စိကိုအပီးတန်ကွယ်စေမဲ့ဆေးကိုတမင်တက်ဖော်ဆက်ပေးလိုက်ပါတော့တယ်ဒီလိုမကောင်းတဲ့စိတ်စေတနာနဲ့ကျူးလွန်ခဲ့တဲ့လုပ်ရက်ရဲ့အကျိုးဆက်ကြောင့်တဲ့ဖွားပေါင်းများစွာမျက်စိကွယ်ခဲ့ရပြီးဒီနောက်ဆုံးယဟန္တာဖြူမဲ့ဘဝမှာတော့အရိကန်တရားရဲ့အကျိုးပေးမှုကနေလွတ်ကင်းနိုင်ခြင်းမရှိခဲ့ပါဘူးကိုဖြူလုပ်ခဲ့တဲ့ကံတရားဟာအချိန်ကာလဘလောက်ကြာကြာပျောက်ပြတ်မသွားဘူးဆိုတာကိုထင်ရှားစွာပြသနေတာပဲဖြစ်ပါတယ်မျက်စိကွယ်ပြီးနောက်ပိုင်းမှာနောက်ထပ်အငင်းပွားပွဲရကိစ္စတွေကိုပေါ်ပေါက်လာပြန်ပါတယ်မျက်စိမမြင်ရတဲ့မထေဟာစင်ကြံလျှောက်ရင်မြေကြီးကောကပုံမွားလေးတွေကိုမတော်ရဆနင်းမိပြီးတိတ်ဆုံးခဲ့ရတယ်ဒီဖြစ်ရက်ကိုတခြားရဟန်းတွေကကဲ့ရဲ့ကြတဲ့အခါမြတ်စွာဘုရားရှင်ကရှင်းလင်းချက်တစ်ခုပေးခဲ့ပါတယ်။အပြင်ပန်လို့ရအရာပိုးမွားတွေတိတ်ဆုံးသွားတာမှန်ပေမဲ့အတွင်းစိတ်မှာတော့တက်ဖြတ်လို့တဲ့ရည်ရွယ်ချက်ဆိုလိုတာကစေတနာလုံးဝမရှိခဲ့ပါဘူး။တက်လို့တဲ့စိတ်စေတနာမရှိတဲ့အတွက်မကောင်းမှုအာကုသိုလ်ကမမြောက်ဘူးလို့မြတ်စွာဘုရားကဆုံးဖြတ်ပေးခဲ့ပါတယ်။ဒါဟာရုပ်ပိုင်းဆိုင်ရာလုံရက်ထက်စိတ်ပိုင်းဆိုင်ရာရည်ရွယ်ချက်ကဘလောက်အရေးကြီးတယ်လဲဆိုတော့ကိုမိမောင်းထုတ်ပြလိုက်တာပါပဲ။ဒီဖြစ်ရက်ဒီအားလုံးကိုခြုံငုံပြီးမြတ်စွာဘုရားကဓမ္မပဒရဲ့နာမည်ကြီးလာတဲ့ပထမဆုံးဂါထာတော်ကိုဟောကြားခဲ့ပါတယ်။အရာရာ၌စိတ်တည်ရှေ့သွားဖြစ်၏စိတ်တည်တာအဓိကဖြစ်၏တဲ့ဒီစကားရဟာ
ဒေါသအမျက်ထွက်ခဲ့တဲ့အတိတ်ကဆေးဆရာရဲ့အကုသိုလ်ကံနဲ့တိတ်လို့စိတ်မရှိပဲဖြူစင်တဲ့ပြစ္စုပန်ယဟန္တာမထေရဲ့စိတ်နဲ့စိတ်ထားနှစ်ခုလုံးကိုပြည့်ပြည့်စုံစွာချိတ်ဆက်ရှင်းလင်းပေးလိုက်တာပဲဖြစ်ပါတယ်။လဲပြီးဟာရုန်းကန်နေရတဲ့နွားရဲ့ခြေရနောက်ကိုအမြဲတမ်းထက်ချက်မကွလိုက်နေတယ်လို့ပဲမိမိရဲ့စိတ်စေတနာအပေါ်မူတည်ပြီးအကျိုးဆက်တွေဟာမလွဲမသွေကြက်ရောက်လာမှအသေးချပါပဲ။